ထိုင်းလူမျိုးတယောက်ကကိုရီနဲ့စကားလာပြောလို့သူတို့ပြောတာကိုကိုရီကနားမလည်ရင်သူတို့ဘယ်လိုပြန်ပြောမလဲနံပါတ်1ဖို့ထိုင်မိတ်တိုင်းဟုတ်ပါတယ်ဖို့ထိုင်မိတ်တိုင်းထိုင်းလူမျိုးမပြောတတ်ဘူးလို့ပြောတာဖြစ်ပါတယ်ကိုရီကထိုင်းစကားမပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးသူတို့ပြောရဖြစ်ပါတယ်ဖို့ထိုင်မိတ်တိုင်းနံပါတ်2ဖို့ချာချာหน่วยได้ไหมဖို့ချာချာหน่วยได้ไหมဖြည်းဖြည်းပြောလို့ရမလားလို့အဲ့လိုမျိုးမိတာဖြစ်ပါတယ်။ဟိုဖြည်းဖြည်းပြောပြီးပေါ့နော်။အဲ့ဒါမှကိုရီဖြည်းဖြည်းချင်းနားလည်မှာဖြစ်ပါတယ်။နံပါတ်3ผมไม่ค่อยเข้าใจမင်္ဂလိပ်ဆိုလို့ရှိရင်တော့ no ဒါမှမဟုတ်ဒီရှမ်းဆိုပြီးသုံးပေါ့နော်။ဒီမှာတော့ကျွန်တော်ဖုန်းနဲ့ပဲသုံးလိုက်ပါမယ်။ผมไม่ค่อยเข้าใจไม่เข้าใจလို့ပြောမယ်စားไม่ค่อยเข้าใจတိတ်နားမလို့ပြောမယ်ဆိုလို့ရှိရင်ပိုလို့အဆင်ပြေပါတယ်။ผมไม่ค่อยเข้าใจครับအဲ့လိုပြောလို့ရပါတယ်။နံပါတ်4พูดอีกทีหนึ่งได้ไหมพูดอีกทีหนึ่งได้ไหมနောက်တစ်ခေါက်ပြန်ပြောပြီးလို့ရမလားဆိုပြီးတော့မေးရဖြစ်ပါတယ်ညတို့ကသူပြောတဲ့စကားကိုတေချာမကြားလိုက်တဲ့ခါပဲဖြစ်ဖြစ်သိနားမလည်လိုက်ဖြစ်သူတို့နောက်တစ်ခေါက်ပြန်ပြောခိုင်းတဲ့နေရာမှာဒီလိုမျိုးပြောပါတယ်พูดอีกทีหนึ่งได้ไหมครับအဲ့လိုမျိုးလေးပြောရရပါတယ်နံပါတ်5พูดเสียงดังหน่อยครับพูดเสียงดังหน่อยအတန်ကြဲကြဲလေးပြောပြီးပေါ့နော်အတန်လေးနည်းနည်းလေးကြဲကြဲလေးပြောပြီးပေါ့ဘာလို့ဆိုသူတို့အတန်တူပြောတဲ့ခါမှာကိုရီးယားလည်းထိုင်းစကားတိတ်နားမလဲတဲ့ခါဆိုတော့အဲ့လိုမျိုးကြဲကြဲပြောမှပို့ပြီးတော့နားလဲမှာပေါ့နော်ဖို့เสียงดังหน่อยကြဲကြဲလေးပြောပြီးပေါ့ဒီလောက်ဆိုရင်သူတို့လာပြောတဲ့ခါမှာကိုရီးယားပြန်ဖြေလို့တက်သွားပြီပေါ့နော်ကိုနားမလဲတဲ့အကြောင်းတိတ်မပြောတတ်မပြောတတ်တဲ့အကြောင်းနားမလဲပေါ့နော်အဲ့လိုမျိုးပြန်ပြောလို့ရပါတယ်နောက်နေ့ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ